MVP နေနဲ့ကတော့တို့ရဲ့ objective တစ်ခုကို try ရတဲ့တူပဲ Canterbury ရအောင်တော့ယူထားသေးရဲ့ဗျာဒါပေမဲ့သူကိုယ်တိုင်လည်းပြန်ပြီးတော့ပေးလိုက်ရတယ်ဒါပေမဲ့ 4B ရဲ့ number တင်ပြန်ပြီးတော့ပေးတယ် terror ပြန်ပြီးတော့ပေးထားရင်းနဲ့ပဲ super banner ကိုယူပြီးတော့ကြိုးစားနေတယ်တစ်ဖက်ကချီတူရှိနေကြ wall fit တွေထပ်မှန်ပြီးတော့ကျွေးထားတယ် boss score လေးကတော့ AD လေးရှိနေတယ်ကြောက်တော့ရောက်မလာဘူးဒီကောင်နဲ့နေပဲပြန်ပြီးဖြည့်ရှင်းနိုင်တယ်ဆိုတဲ့အနေထားဗျာပြန်ပြီးကိုင်ပေါက်တိုင်းတော့ wall fit ပြန်ကျွေးတယ်ဒါပေမဲ့ M damage အရင်ဝင်မလာနိုင်တဲ့နောက်မှာ Ferry ကတော့လွတ်သွားတယ် M ရလို့ damage တစားလေးတော့လမ်းပြီးတော့ပေးတယ်ကျွတ်ချလိုက်ပြီးကိုင်ပေါက်တာဆို wall fit လေးဝင်ပေးထားရဆိုပြီးအခုမှ Yuki တကောင်ရမယ် Yuki တကောင်ရဖို့အတွက်တော်လေးကြားတယ်ဒါပေမဲ့အဲ့တော့မရှိဆိုအဲ့ဒီ chapter ပြန်ပြီးဝင်လာတယ်ဆိုပြီးပဲ return နေကြတယ်မှာတော့ပြန်ပြီးတော့ down သွားပါသေးတယ် office ပြန်ကျွေးတယ်ဆိုပြီး game ရဲ့ down shot ပေးနေတဲ့ damage စီကြားထဲမှာတော့ဘက်မှာလည်း goal ခွာတဲ့ position နဲ့တကယ်ကို land နေမရှိသူဝင်လာပြီး damage ပြီးတော့ fist ပေးတယ် damage ပေးဒီကြားထဲမှာ Canterbury ပြန်ပြီးတော့ down သွားတာဗျာ right back နေပြီးတော့ energy ration နေကြားမှာ AOG တန်းပြီးတော့ပြီးပါလေ AOG လွဲသွားတယ်ဒါပေမဲ့ရှိပါတော့ဗျာအရင်ဆုံးပေးလိုက်ရတယ်ဆိုပြီး F1 နေတဲ့ target ပြန်ရတယ်ဆို edit ကိုပါတက်ပြီးတော့ကောက်တားနိုင်တယ်ရှင်းတက်ပြီးတော့ကိုင်ပေါက်တိုင်းဒီတိုင်းမှာ Canterbury ကြီးပါတက်ပြီးတော့ပူကုန်ပြီးဒီကားမှတော့ရမယ်တော့ဒီကြီးကိုင်ပေါက်တိုင်းနဲ့ပဲကတော့ကြာ AOG ပြန်ပြီးတော့ပေးထားတယ်တကောင်ပြီးတယ် F1 ပြီးတယ်ဆိုပြီးပဲသူကပြန်ချသွားတယ်ဗျာဒါပေမဲ့ skill ပြန်ရခဲ့တဲ့အနေထားလေးတော့ပုံတန်နေလို့ပဲပြောမှာ F1 ကြီးကိုပါအဲ့ဒါ new ball ထပ်ပြီးတော့ပဲတော့ဝင်းချလာတယ်ဗျာအဲ့တော့ AOG backup တွေကြားမှာ Canterbury ထပ်ပြီးတော့မထိန်နဲ့ပေးလိုက်ရတာ F1 ဂျန်ခဲ့လိုက်ဗရန်လည်းမရှိတော့ဘူးဗျာ ဟုတ်ကဲ့ဆိုတော့ပြီးလိုက်ရတယ်အဲ့ဒီမှာထပ်ပြီးတော့ပေးထားတယ် AOG ကကွက်တီပြီးသွားတယ်ဗျာ Index မလုံးဝပြေလို့တော့ဟိုးတော့သူတို့လိုချင်တဲ့ hero ကိုပြန်ရလိုက်တယ်ဗျာ4v4 မှာ Superman နဲ့ Manchester မှာထပ်ပတ်ပြီးတော့မခံထားပေးနေပြီပေးလိုက်ရတဲ့ hero ကြီးနဲ့ရလိုက်တဲ့ hero ကြီးကတကယ်ကိုတန်သွားပြီ every market ပြန်ပြီးတော့ဝေးလာတယ်ဒီထပ်ပြီးတော့ stand ပေးထားတဲ့အနေနဲ့မှာ F5 ရဲ့ plane ကြီးပြန်ကျသွားပြီဗျာမချင်းတဲ့တခါလေးဖြစ်သွားတယ်လက်ရှိမှလည်းသူကတာနေခဲ့ပြီဆိုတော့ဆောင်းကဲကိုပြေးပြီးကြည့်နေခဲ့တယ်ချိုလာခဲ့တဲ့ hero တခါလေးတန်းပြီးဖြစ်တယ်ဒါပေမဲ့ဒီတော့နောက်ကနေပြီးတော့ Canterbury ကိုပတ်နိုင်ဖို့တော့ကြိုးစားနေတယ်ဗျာဒီမှာလည်း can damage တွေကြားရပါဘာစီယာဒီက damage ပြတ်သွားတာဗျာအဲ့ဒါ MOB နဲ့တော့ရတယ်ဒါပေမဲ့ AD နဲ့ AD ကြီးကြားလိုက်တယ်ဒါပေမဲ့ပေါ့တဲ့တူကျေးဝင်လာပြီနောက်ဆုံးတော့ဘယ်သူတန်းရပြီးတော့ကြာသွားမှလဲဆိုတော့ MOB ကပဲတော့ပြန်ရသွားပြန်ပြီးတော့ damage တွေတော့ပေးနေပါသေးတယ်ဒါပေမဲ့ backup တွေကလည်းတော်လေးပြန်နေနေတာပဲဒီလက်နေတော့မယ် super defender ကပြန်ပြီးတော့ပဲယူတော့ကြိုးစားနေဘလို့လေးနောက်မှပြင်ပြ damage တွေတွေပဲတကူကပြန်ကျွံသွားတယ်ဗျာထပ်ပြီးတော့ပြီးသားတဲ့ OBS ကိုပါထပ်ပြီးတော့ဖြတ်နေပြီဗျာ second long wave တကယ်ကိုများပြားနေတယ် damage တွေထပ်မှတ်ပြီးတော့ဝင်လာတယ် super damage တွေတိုင်းမှာ boss ကထပ်ပြီးတော့ down သွားတော့ Canterbury ဘလုံးဝပြန်ပြီးတော့ damage ပေးလို့မရတဲ့နောက်မှာတော့ game number 3ရဲ့အဆုံးသတ်ကို minion တဲ့သူစားပြီးသိရသွားမလားမသိစား